အားလုံးပဲမင်္ဂလာပါရှင်စူပလော့ YouTube Channel ကပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့အရန်ကိုခစ်စားနေတဲ့အင်ဒိုကြက်ပေါင်ကြော်လေးကိုလုပ်ပြမှာဖြစ်ပါတယ်ရှင်ပထမဦးဆုံးကြက်ပေါင်3ပေါင်ကိုတေချာလေးရေတန့်စင်အောင်စီထားပြီးတော့အရသာနေမှာဖြစ်ပါတယ်ရေတန်းစင်အောင်စီးထားတဲ့ကြက်ပေါင်လေးတွေကိုအခုလိုမျိုးပေါ့နော်အရသာနဲ့လို့ရှိရင်အရသာဝင်သွားအောင်ဓာတ်လေးနဲ့တေချာလေးနှင်းပေးလိုက်ပါမယ်ရှင်ပြီးသွားရင်ပေါ့နော်ဓာတ်နဲ့ညှင်းတာတဲ့ပေါ့တော့ခရင်းနဲ့လည်းအနေငယ်ထိုးပေးလိုက်ပါမယ်ရှင်အဲ့ဒါမှအရသာနှဲတဲ့အချိန်မှာအရသာလေးတွေစိတ်ဝင်သွားအောင်လို့ပါပြီးသွားရင်တော့အရသာစနှက်ပါမယ်ရှင်ဒါကတော့စနွင်းလေးပထမဦးဆုံးထည့်ပါမယ်ပြီးသွားရင်တော့ကြက်သားမုတ်လေးထည့်ပါမယ်ရှင်ပြီးရင်တော့စားလေးအနည်းငယ်ထည့်ပါမယ်ငံပြာရည်လေးနည်းငယ်ထည့်ပါမယ်ငါးငံပြာရည်ပါပြီးရင်တော့ဒါကတော့ပဲငံပြာရည်အကြည့်ပါပြီးရင်တော့ချိုလေးစားချင်တာမို့လို့တကြားလေးနည်းငယ်ထည့်ပါမယ်ရှင်တကြားကမကြိုက်ရင်လည်းမထည့်လို့ရပါတယ်ပြီးရင်တော့တေချာလေးတမသွားအောင်လက်နဲ့တေချာလေးစုပ်နေပေးလိုက်ပါမယ်ရှင်အရသာနှက်တာကပေါ့နော်တယောက်နဲ့တယောက်ပေါ့နော်မတူကြပါဘူးကိုကြိုက်နှစ်တစ်တက်လို့အရသာကိုအင်္ဂတ်မုတ်တွေကိုထည့်ပြီးတော့ပေါ့နော်နှက်လို့ရပါတယ်ရှင်ဒါကတော့ရှလက်ကကြီးလေးနင်းငယ်ထည့်လိုက်တာပါအသားနှက်ထားတဲ့အချိန်မှာအသားတွေကိုမြန်မြန်ကျက်စေဖို့ပေါ့နော်ထည့်လိုက်တာပါမကြိုက်ရင်မထည့်လည်းရပါတယ်ရှင်ပြီးသွားရင်တော့ငရုတ်ကောင်းမှုလေးနင်းငယ်ထည့်လိုက်ပါတယ်အခုဆိုလို့ရှိရင်တော့အရသာနှက်လို့ပြီးပြီပေါ့နော်ဒီကြက်သားလေးတွေကိုတနာရီလောက်အရသာနှက်ထားပါမယ်ကြာကြာနှက်လေအသားလေးကိုအရသာစိတ်ဝင်ပြီးတော့ပို့ပြီးတော့စားလို့ကောင်းမှဖြစ်တဲ့အတွက်ကြောင့်တနာရီလောက်နှက်ထားပါမယ်ရှင်ဒါကတော့ငရုတ်သီးအနှစ်အတွက်ပြင်ဆင်နေတာပါချစ်သူဖြူရဲ့ငရုတ်သီးစိမ်းလေးတွေရဲ့ပြင်ဆင်ထားပါတယ်ငရုတ်သီးစိမ်းလေးတွေကိုငရုတ်သီးစိမ်းနဲ့ချစ်သူဖြူလေးတွေကိုခုလိုမျိုးစီထဲမှာကြော်လိုက်ပါမယ်ရှင်အရန်တော့ပေါက်ပါတယ်ပုံထဲမှာမြင်တဲ့အတိုင်းပါပဲတခြားလေးအကျက်ညီသားအမွေပေးပြီးသွားလို့ကြက်သွားပြီဆိုလို့ရှိရင်အခုလိုလေးပေါ့နော်စီတဲရနေပြီးတော့ဆယ်ပြီးလိုက်ပါမယ်ရှင်ဆယ်ပြီးသွားတဲ့ငရုတ်သီးစိမ်းနဲ့ချစ်သွန်ဖြူကြော်ထားတာလေးတွေကိုထောင်းပါမယ်ရှင်စားလေးနည်းငယ်ထည့်ပါမယ်ဟင်းချိုမိုးလေးနည်းငယ်ထည့်ပါမယ်ရှင်ပြီးရင်တော့ကြေညက်သွားအောင်တေချာလေးထောင်းပေးပါမယ်ရှင်ဒါကတော့ပေါ့နော်နန်းနမင်းအယိုးလေးတွေကိုထည့်နေတာပါနန်းနမင်းမကြိုက်တဲ့လူကမထည့်လည်းရပါတယ်ရှင်နန်းနမင်းလေးတွေထည့်ပါတယ်ပြီးသွားလို့ရှိရင်တံမြာသီးလေးတစ်လုံးလည်းပြင်ဆင်ထားပါမယ်
အခုဆိုရင်တော့ထောင်းထားတဲ့ငရုတ်သီးအနှစ်လေးရပြီပေါ့နော်ထောင်းထားတဲ့ငရုတ်သီးအနှစ်လေးတွေကိုအခုလိုတံမြာသီးတစ်စိတ်တံမြာသီးလေးတစ်စိတ်ညှစ်ထည့်လိုက်ပါမယ်ရှင်အရှင်ကြိုက်တဲ့လူကတော့2စိတ်လောက်ထည့်ညှစ်လို့ရပါတယ်ဒါကတော့အနှစ်ပြင်ဆင်လေးပေါ့နော်ဒါကတော့တနာရီလောက်နှက်ထားတဲ့ကြက်သားပါစပြီးတော့ကြော်ပါတော့မယ်ရှင်မီးလေးနဲ့ပထမဦးဆုံးတေချာလေးခွဲပြီးကြော်ပါမယ်သူများတွေရဲ့ကြော်နီးနဲ့ကိုကြော်နီးနဲ့တော့တူချင်းမတူမှာပေါ့နော်ပြုတ်ပြီးတော့ကြော်လို့လည်းရပါတယ်ဒါပေမဲ့ပြုတ်လိုက်လို့ရှိရင်ကြက်သားတွေကအရသာတွေကပိုးပြီးတော့ပေါ့သွားတယ်လို့ခံစားရတဲ့အတွက်ကြောင့်မို့လို့ဆိုလိုကတော့ကြော်ပဲကြော်ထားပါတယ်မပြုတ်ထားပါဘူးရှင်မပြုတ်ထားတဲ့အတွက်ကြောင့်အကျက်ညီအောင်တော့တေချာလေးကြကြလေးတော့ခရူးဒီဇိုင်းနဲ့ကြော်ရပါတယ်လှည့်ပေးပြီးတော့တေချာလေးကြော်ရပါတယ်ရှင်ပြုတ်ကြော်တာကြတော့မြန်မြန်ကြက်လွယ်တာပေါ့နော်မြန်မြန်လေးစားခြင်းနဲ့မြန်မြန်လေးအကျက်မြန်ခြင်းနဲ့ဆိုရင်တော့ပြုတ်ကြော်ပါရှင်တကယ်လို့များကိုကအရသာရှိနဲ့အရသာလေးလေးပင်ပင်လေးစားခြင်းနဲ့ဆိုလို့ရှိရင်တော့အခုလိုလေးဓာတ်ရိုက်ကြော်ပါရှင်ကြော်တာကတော့နည်းနည်းလေးတော့အချိန်ပေးရပါတယ်စိတ်ရှည်လက်ရှည်နဲ့တေချာလေးပေါ့နော်အကျက်ညီအောင်တေချာလေးကြော်ပေးရပါတယ်ရှင်စီလေးလည်းများများလေးလိုပါတယ်အခုဆိုတော့အပြင်သားလေးတင်းလာပြီပေါ့နော်အဲ့ချိန်မှာအဖုံးလေးခဏအုပ်ထားမယ်ဒီနေထားရောက်ပြီဆိုလို့ရှိရင်ပေါ့နော်အပြင်သားလေးတွေကတော့ကြက်ပြီပေါ့နော်ဒါပေမဲ့အတွင်းသားတွေကမကြက်သေးဘူးပေါ့နော်အပြင်သားလေးတွေတအားကျက်လာပြီဆိုလို့ရှိရင်အခုလိုစီပူတွေကနေခဏလေးအပြင်ကိုခဏထုတ်လိုက်ပါမယ်ရှင်တခုကတော့မကျက်အပြင်သားလေးတိတ်ကျက်ဖို့လိုသေးလို့ပေါ့နော်ပြန်ထည့်ထားတာပါအခုကျက်သားလေးတွေကကြတော့ဒါအပြင်သားလေးတွေကျက်ပြီးပေါ့နော်ဒါပေမဲ့အတွင်းသားကတိတ်မကျက်သေးဘူးလို့ခံစားရတယ်အဲ့ဒါကြောင့်မို့လို့ခဏလေးအေးခံထားပြီးတော့နောက်တစ်ခေါက်ထပ်ကြော်ပါမယ်ရှင်အဲ့လိုမှသာလျင်အတွင်းသားရောအပြင်သားရောအကျက်ညီမှဖြစ်ပါတယ်အခုတအားယူကိုပေါ့နော်ပွတ်ဆူနေတာပေါ့နော်ရေတွေကြံသေးတာပေါ့နော်အသားတွေကအဲ့လိုမျိုးဆိုနေသေးတဲ့ဟာတွေကြံသေးတော့အခုတအားတွေအဲ့လိုမျိုးပွတ်ဆူနေတာပေါ့နော်စီတွေကတကယ်လို့များအဲ့ကုံကျက်သွားပြီဆိုလို့ရှိရင်တော့အဲ့လိုမျိုးမဖြစ်တော့ဘူးပေါ့လေပို့ပြီးတော့အကျက်ညီခြင်းနဲ့ဆိုလို့ရှိရင်တော့အခုလိုမျိုးလေးပေါ့နော်ကြက်သားကြော်လေးတွေထုတ်ပြီးတော့ဒီရုပ်ကြမွေးလေးနဲ့ထုလိုက်ပေါ့နော်ထုပြီးတော့မှပြန်ကြော်ရင်လုံးဝမကြက်ဘူးဆိုတာအကျက်မညီဘူးဆိုတာမဖြစ်တော့ဘူးပေါ့နော်ဒါကတော့ဆိုတော့ကြတော့အဲ့လိုအကျက်မညီဖြစ်မှာဆိုလို့နှစ်ခေါက်လောက်ကြော်ထားတာကိုထုပြီးတော့ပြန်ပြီးကြော်တာပါဒါကတော့စီပူလေးကိုခုနကထောင်းထားတဲ့ငရုတ်သီးအနှစ်ထဲကိုထည့်လိုက်တာပါရှင်ပြီးတော့လို့ရှိရင်နောက်တစ်ခေါက်ထပ်ထုပါတယ်အခုဆိုတော့ကြက်သားလေးတွေကအကျက်ညီပြီပေါ့နော်အနှစ်ကလေးတွေထည့်ဖို့ပဲကြံပါတော့တယ်ရှင်အခုဆိုရင်ခုနကထောင်းထားတဲ့အနှစ်ကလေးကိုကြက်သားထောင်းထားတာထုထားတယ်ပေါ့နော်ကြက်သားလေးတွေပေါ်မှာခုလိုလေးတေချာလေးတင်ပေးလိုက်ပါမယ်စုတခုအကြံပေးချင်တာပေါ့နော်ဒီလိုငရုတ်သီးတွေတင်ပြီးသွားပြီဆိုစားကနေကြရင်လေတံမြာသီးလေးတစ်စိတ်ဖြန်းပြီးတော့ပေါ့နော်စားတာပိုးပြီးတော့အရသာရှိရပေါ့နော်တံမြာသီးနိုင်နိုင်လေးနဲ့ပိုးပြီးတော့အရှင်နိုင်နိုင်လေးနဲ့ဆိုပိုးပြီးစားကောင်းပါတယ်ရှင်ကဲခုဆိုရင်တော့ပြန်ကြည့်ရင်းနဲ့တောင်မှဗီဒီယိုပြန်လုပ်ရင်းနဲ့တောင်မှပြန်ပြီးတော့တရေကြလာပြီပို့ပြန်ပြီးစားကြလာပြီပေါ့နော်အရန်ကိုစားလို့ကောင်းပါတယ်လို့စားကြည့်ကြပါနော်ခုဆိုလို့ရှိရင်တော့အရန်ကိုစားလို့ကောင်းတယ်အခုတလောခစ်စားနေတယ်ပေါ့နော်အင်ဒိုကြက်ပေါင်ကြော်လေးရပါပြီရှင်ဆက်ဆက်လေးပေါ့နော်အရန်ကိုစားလို့ကောင်းပါတယ်ရှင်ဒါကတော့ပေါ့နော်၃ချောင်းပေါ့နော်၃ချောင်းဆိုတဝါကြီးစားလို့ရပါတယ်ရှင်သူ့ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်သူ့ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်နောက်ထပ်ဟင်းချက်ဗီဒီယိုတွေလည်းအများကြီးတင်ပေးအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အားပေးကြပါအောင်နော်အားလုံးပဲတက်တာပါကျေးဇူးတင်ပါတယ်ရှင်အဆုံးထိကြည့်ပေးလို့